တခါတော့ကရွာငယ်လေးတယောက်မှာဖခင်တယောက်ခါသူ့ရဲ့သားဖြစ်သူအတွက်အရန်ကိုစိတ်ပူနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူသားဟာအရန်ပြင်းရည်ပြီးအချိန်တွေကိုအတိတ်ပဲမရှိပဲဖြုံးတိနေလို့ပါပဲ။တာဒီကိုခဏလာပါဦး။ဘီရိုလဲမှာနာရီတစ်လုံးရှိလေ။အဲ့ဒါလေးသွားယူပေးစမ်း။သားဖြစ်သူကပြင်းရည်ပြင်းတွဲနဲ့ဘီရိုလဲကနာရီဟောင်းလေးတစ်လုံးကိုထုယူပြီးဖခင်စီလာပေးတယ်။ကောင်းပြီ။အခုဒီနာရီကိုဈေးထဲကိုယူသွားတွေးတဲ့သူတိုင်းကိုဒီနာရီရဲ့တန်ဖိုးဘယ်လောက်ရှိမလဲဆိုတာလိုက်မေးကြည့်ခဲ့တားဖြစ်သူကဈေးထဲမှာလူတွေကိုနာရီလိုက်ပြနေလေဦးလေဒီနာရီကဘယ်လောက်တန်မလဲဟင်900လောက်တော့ရမှာပေါ့ငါထင်တော့800လောက်ပဲတန်မယ်1000ဆိုရင်တော့9ဝယ်မယ်တားဖြစ်သူကအင်းကိုပြန်လာပြီးဖခင်ကိုအကြောင်းစုံပြောပြတယ်ဖြစ်ဖြစ်တယောက်နဲ့တယောက်ပြောတဲ့ဈေးတွေကမတူကြဘူးတချို့က900တချို့က800တချို့က1000နဲ့အေးပါနိုင်ကိုဘီရိုထဲပြန်ထည့်ထားလိုက်အောင်ကဲတာဒီနေ့လဲဈေးထဲကိုဒီနာရီပဲပြန်ယူသွားပါဒါပေမဲ့ဒီတစ်ခါတော့နာရီရဲ့တန်ဖိုးကိုမမေ့နဲ့ဒီနာရီထဲမှာရှိတဲ့အချိန်ရဲ့တန်ဖိုးကဘလောက်လဲလို့လိုက်မေးခဲ့တားဖြစ်သူကမျက်နှာပြက်ပြက်နဲ့ဈေးထဲကိုပြန်သွားတယ်အဲ့တော့ဒီနာရီထဲကအချိန်ရဲ့တန်ဖိုးကဘလောက်လဲဟင်ဘာဒီနာမင်းနေတာလဲအကောင်လေးရဲ့ယူနေတာလားသွားစမ်းပါအပေါ်တွေလာမင်းမနေနဲ့အလုတ်ရှုပ်တယ်တားဖြစ်သူကစိတ်သက်ကြမိလမ်းဘေးမှာထိုင်နေတော့နာယီပြင်ဆိုင်လေးကိုတွေ့သွားတယ်ဆိုင်ထဲမှာအဘိုးတယောက်နာယီပြင်းနေတာကိုတွေ့လိုက်တယ်အာနာနာနဲ့အဘိုးကျွန်တော်တခုလောက်မေးပါရစီဒီနာယီထဲမှာရှိတဲ့အချိန်ရဲ့တန်ဖိုးကဘလောက်ရှိမလဲဟင်အဘိုးကသူ့မျက်မှန်ကိုအตาရမှတ်ပြီးတားဖြစ်သူကိုကျင်နာစွာကြည့်လိုက်တယ်။တာအချိန်ဆိုတာပိတ်စံနဲ့ဖြတ်လို့မရဘူးကွာ။မင်းမှာငွေဘလောက်ပဲရှိရှိကုံဆုံးသွားတဲ့အချိန်တစ်စက္ကန့်လေးကိုတောင်ဝယ်လို့မရဘူး။အဲ့ဒါကြောင့်အချိန်ကိုအကျိုးရှိရှိသုံးရတာပေါ့။မှတ်ထားပါသားရဲ့။အချိန်မှာမကောင်းတဲ့အချက်ကတော့သူကကုံဆုံးသွားတာပဲ။ဒါပေမဲ့ကောင်းတဲ့အချက်ကတော့အဲ့ဒီအချိန်ကိုဘယ်လိုသုံးမလဲဆိုတာမင်းကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာပဲလူချမ်းသာပဲဖြစ်ဖြစ်လူစင်းဟဲပဲဖြစ်ဖြစ်အားလုံးမှာတနေ့ကို24နာရီတန်တူရှိကြတယ်သူတို့ဘလောက်အောင်မြင်တယ်လဲဆိုတာကအဲ့ဒီအချိန်တွေကိုဘလို့အသုံးချတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်တာအဘိုးရဲ့စကားတွေကြောင့်လူငယ်လေးဟာအချိန်ရဲ့တန်ဖိုးကိုနားလည်သွားခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူဟာပြင်းရည်မနှီးတော့ပဲအချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်မိတ်ဆွေတို့လည်းကုံဆုံးသွားတဲ့အချိန်တွေအတွက်နောင်တမရရလေအောင်အခုကစပြီးမိမိရဲ့အချိန်တွေကိုတန်ဖိုးရှိရှိအသုံးချလိုက်ပါလို့တိုက်တွန်းချင်ပါတယ်